အားလုံးပဲမင်္ဂလာပါဒီဇင်ဘာ1ရက်နေ့ကနေစပြီးတော့29ရက်အတိတ်ထန်နဲ့2026နှစ်သစ်မှာငွေကြေးတွေအဆင်ပြေစေဖို့ငွေကြေးအကျွေးတွေလျော့ပါစေဖို့ငွေကြေးနဲ့ပတ်သက်ရင်ကူညီတဲ့သူများစေဖို့အတွက်ကိုအတိတ်ထန်လေးဝင်ကြပါမယ်နော်အများနဲ့ဝင်ချင်းကကိုတယောက်တည်းဝင်တာထက်စာရင်ပို့ပြီးတော့ထူးခြားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုလေးနဲ့အတူအများဝင်လို့ရအောင်လို့ခင်အောင်ကလုပ်ပေးလိုက်တာဖြစ်ပါတယ်ဒီအထိတ်ထန်မှာအခြားအထိတ်ထန်တွေနဲ့မတူတာကဝင်ငွေတွေဝင်လာပြီဆိုရင်10ပုံတစ်ပုံဖြစ်ဖြစ်ကိုသတ်မှတ်ထားတဲ့ဝင်ငွေတစ်ခုကိုဖြစ်ဖြစ်လှူဒန်းပေးရပါမယ်နော်ဘယ်သူ့ကိုပဲလှူရပါတယ်လှူတဲ့အခါမှာလည်းဒီနေ့ဝင်လို့ဒီနေ့ချက်ချင်းလှူလဲရတယ်လို့ဒီနေ့ဝင်တာကို29ရက်အတိတ်ထန်ပြည့်တော့မှပေါင်းလှူတာမျိုးလုပ်လဲရပါတယ်ဘယ်လိုပဲဖြစ်ဖြစ်29ရက်ပြည့်တဲ့အချိန်မှာ29ရက်အတွင်းမှာဝင်ခဲ့သမျှဝင်ငွေတွေအားလုံးကိုလှူခဲ့တာမျိုးဖြစ်ဖို့လိုပါတယ်နော်မဏိဇောတာပရမညာကာတာကိုရွတ်ဖတ်တော့မယ်ဆိုရင်တော့ဝေပုံလာဆရာတော်ဖျားကြီးကိုအရင်ဆုံးခွင့်တောင်းမှုလိုပါတယ်ပြီးရင်တော့ဒီကာတာလေးကိုရွတ်ပါနော်ခင်အောင်အရင်ဆုံးရွတ်ပြပေးပါမယ်ဒီဝါဒပတိအာဒီစောရတ္တိမာပါတိစန္နိမာတန်နေနောခတ္တိယောတပတိဇာယိတပတိဖြစ်မနောအထာတပ္ပမဟောရတေဗုဒ္ဓောတပတိဇေဇာတာဣဒိနာသစ္စာဝဇ္ဇနာတုဋ္ဌိမေဟောတုဇယမင်္ဂလံဒါကအပိုက်တစ်ဖြစ်ပြီးတော့အဲ့ဒီအပိုက်တစ်ကို28ခေါက်ရွတ်ကပါမယ်ပြီးသွားရင်တော့ဖုဒ္ဓတလောကဓမေဟိစိတ်တံယတနာကံပတ္တိအာတောကံဝိရိယဇံခိမံဒါကတော့အပိုက်နှစ်ပါအပိုက်နှစ်ကိုလည်း28ခေါက်ရွတ်သွားရမှာပဲပြီးပြီဆိုရင်တော့တုတေဟိမမတုတေဟိပိယေဟိမမပိယေဟိတိန်နိဟံမမတိန်နိဟံယာဇစိတ်တံပိယံမိုင်အမိဇယာဇစိတ်တံပိယံမိုင်အမိဇစိတ်တံပိယံမိုင်ဒေဝစိတ်တံပိယံမိုင်ဒေဝီစိတ်တံပိယံမိုင်ပုရိသစိတ်တံပိယံမိုင်အဋ္ဌိစိတ်တံပိယံမိုင်မနုဿစိတ်တံပိယံမိုင်အာမနုဿစိတ်တံပိယံမိုင်တပ္ပစိတ်တံပိယံမိုင်အောင်အဟိပလန်ချင်းအောင်အဟိပလန်ကတ်အောင်အဟိပလန်ချင်းကတ်စီဒါလေးကတော့အပိုက်နံပါတ်3ပါဒါလေးကိုလည်း28ခေါက်ရွတ်ကပါမယ်နောက်ဆုံးမှာတော့တပ္ပဟိတမင်္ဂလာနိပုံညာပိတိရိသောပနိသူရတတိစာမေမတ္တာနေဆံရခန္တုမန္တတာဒါကိုလည်း28ခေါက်ရွတ်ပေးရပါမယ်ဒါကတော့နောက်ဆုံးအပိုက်ဖြစ်ပါတယ်ပြီးသွားရင်တော့တမ္မုဒ္ဒေကာတာကိုဆက်လက်ပြီးတော့ရွတ်ဆိုရမှာဖြစ်ပါတယ်တမ္မုဒ္ဒေကာတာရွတ်ဆိုတဲ့နေရာမှာကိုယ့်ရဲ့အသက်ရှိရင်းဆွဲသက်စီအတိုင်းရွတ်ကမှာဖြစ်ပါတယ်ဥပမာကိုက1980နိုဝင်ဘာမှာမွေးတယ်ဆိုလို့ရှိရင်1980နိုဝင်ဘာကနေဒီ2025နိုဝင်ဘာအထိဆိုရင်45နှစ်ပြည့်ပြီးတာဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်မို့လို့နိုဝင်ဘာကိုကျော်သွားတာနဲ့45မဟုတ်တော့ပဲ46တဲ့ဝင်တယ်လို့သတ်မှတ်ပြီး46ခေါက်ရွတ်ပေးရမှာဖြစ်ပါတယ်။အဲ့လိုပဲကိုယ့်ရဲ့မွေးနေ့ကတလပိုင်းမှာ20ပြည့်ထားတယ်ဆိုရင်ဒီဇင်ဘာမှာ20ကျော်သွားပြီဖြစ်တဲ့အတွက်21ခေါက်ရွတ်ပေးရပါမယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းအတူတူအထိတ်ထန်ဝင်လို့ရမယ့်ဗီဒီယိုလေးတင်ပေးပါမယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေစိတ်နဲ့ဆန္ဒတသားလေးကြပါစေနော်